စိတ်ကူးမိရဲ့ဒါနာကိုပေးညဝဲသိမ့်ဒီပေါက်ရင်ကြောင်းဆောင်မယ်ကြောင်းအမကြီးလို့ဆိုရင်ဆိုခွဲဖျားသွားမယ်ကြောင်းသွားမယ်ကုသိုလ်ရေးတဲ့ဘယ်ခါမှမပြတ်ခဲ့တယ်အဋိဋ္ဌာမှန်ငါွယ်စိတ်မှာပြန်လာရွယ်ဩတရားတရားပွားများနိုင်လေဝဲမင်္ဂလာတရားမင်္ဂလာစကားဆိုပြီးတော့လားမင်္ဂလာရှိတဲ့နေရာမင်္ဂလာများဖတ်ရောက်
လားမင်္ဂလာအခါကြပြီးချင်းရဲ့မင်္ဂလာသတင်းရေးသွင်းလို့ကြည်ညာမင်္ဂလာတရားမင်္ဂလာစကားဆိုပြီးတော့လားမင်္ဂလာရှိတဲ့နေရာမင်္ဂလာပြောင်းဆက်ရောက်လို့လားမင်္ဂလာအခါကြပြီးချင်းရဲ့မင်္ဂလာသတင်းရေးသွင်းလို့ကြည်ညာမြို့နယ်ကြီးရွာလုံးပီတိတွေဖုံးလို့ပြုံးရွှင်ချောင်းဘေးရန်တွေကင်းအောင်ပဲရှင်းမဲ့အေးမြတ်တာမြို့နယ်ပြည်ရွာလုံးပီတိတွေဖုံးလို့ပြုံးရွှင်ချောင်းဘေးရန်တွေကင်းအောင်ပဲရှင်းမဲ့အေးမြတ်တာကိုယ်စိတ်နှဖျားမှာလုံအိတ်သာပြေဝစေကြောင်းတောင်းစုပြုမဲ့ခုမကြာရလိမ့်မလွယ်ပါအိုးပေါင်းကလေးလိုမွေးလျက်သာဆိုင်အေးပမာဘဝင်ချမ်းပြလို့ရှင်လန်းကြဖို့ရာတူနဲ့တူမှာမေတ္တာစနဲ့ချစ်ပါခင်ပါသာသရာလေသို့ပါအဲသို့မှသာသူရောကိုယ်ပါအင်းငိမ့်ချမ်းသာရနိုင်ခုမချာအပြာပြာကောင်းတဲ့ကောင်းခြင်းကိုမင်္ဂလာသာသနာမွေကဤတမရဲ့ရုပ်စိတ်သာမြတ်စွာဘုရားဤနာရမီသံဃာတော်ရိကရာဆုံးသပိတ်တင်ငန်းရဲ့နဲ့လူရန်ခဲ့ပါပြီနော်ရောတံကြရင်
စီနဲ့တော့သရာတရားပွားများခဲ့သနောလူတော်ပြီးကမောမျောမောင်ရတဲ့ငွေတွေမနစ်ရင်ပါစီနဲ့တော့လူရည်စက်လက်နဲ့မကွာစီရန်ကုသိုလ်ပြုပါတော့လူရည်စက်လက်နဲ့မကွာစီရန်ကုသိုလ်ပြုပါတော့သာသနာမူတွေကဒီကမ္ဘာတော်ပြုမောင်တော်အောင်မောင်ကိုပြောမယ်နော်ရဟန်းဘဝကိုရနိုင်ခဲ့တဲ့ပြုမောင်တော်အောင်မောင်ကိုပြောမယ်နော်ရဟန်းဘဝကိုရနိုင်ခဲ့တဲ့ပြုမောင်တော်ရင်လဲတာလာတော့ဒီကိုမဲ့ကိုမောင်လေးပါလာတော့ဒီကိုမဲ့ဆိုတော့ချစ်ပြီးမယ်လို့မကွဲနိုင်နေမယ်လို့ရမယ်ပြောရှင်းချစ်ပြီးမယ်လို့မကွဲနိုင်နေမယ်လို့ရမယ်တော့ပြောမမြင်စီတဲ့မဲခရီးတဲ့ငယ်ပြီးနိုင်မယ်တော့စေရနာရဲ့လို့မလို့ကကြည်ပြူပါတော့ယူစိတ်ထားရတဲ့မထတိရှင်သာငါတော့စေရနာရဲ့လို့မလို့ကကြည်ပြူပါတော့ယူစိတ်ထားရတဲ့မထတိရှင်သာငါတော့ဒီမှာပြီတော်စီအောင်တော်ဒီမှာပြီဆောင်တော်ဒီအောင်တော်အမြောက်ကြီးပါလေနော်ဘောင်းသာဓု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 ဟောဝေသောသာသနာမွေကံဤတောင်းပါလို့ဤနိဗ္ဗာန်ကိုရွယ်ယေနှစ်တိကြောင့်ဗုဒ္ဓသာယရဏကိုသာသနာတော်တွင်သွတ်သွင်းမို့ကြံရွယ်ညုံမောင်ကြီးရဲ့မိုးရင်းလုံးခေါင်းနဲ့ထားတဲ့ရုံစိတ်ပြိုးခဲ့တဲ့သဘာဝတွေဟာကွယ်ဒီဆောင်ပေါက်ရဲ့ဘုံကလုံးလို့ဒီနောင်ပြတော့မယ်သဘာဝကောင်းရဲ့ကွယ်သာဝတ္ထုတော်ရင်တမလေးလုံးပြုနိုင်မွယ်သာသနာတော်တွင်သွတ်သွင်းရတဲ့လူတော်ရဲ့သာဂမျိုးရဲ့စိတ်တွင်ကတော့သူပြောပေသာသနာတော်တွင်သွတ်သွင်းရတဲ့လူတော်ရဲ့သာမျိုးရဲ့စိတ်တွင်ကတော့သူပြောပေသာသနာတော်
က
။